ပရိသတ်ကြီးများခင်ဗျာဆက်လက်ပြီးတော့မှလည်းရေးရမှန်ဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ပေးကြပါအောင်ခင်ဗျာလွန်ခဲ့တဲ့နေ့ပေါင်းများစွာပကံပြေးကြီးတရုတ်မွန်ကိုကျွတ်ကျော်စစ်ကြောင်းပျက်စီးလူနီပါဖြစ်နေတဲ့ချိန်နရတိယပရိမင်းရဲ့အုပ်ချုပ်မှုအောက်မှာပြည်သူတွေဟာစစ်ဘေးဒဏ်တွေမကဘဲနဲ့ငမ်းမွန်ခေါင်းမမှုတံကိုပါခံစားနေရဇလိုက်ဖြစ်သူဖိုးထုတရားတတိပြန်ဝင်လာချိန်မှာတော့သူ့ရဲ့တရွာလုံးမိဟုံးတောက်နေပါပြီစစ်သည်တွေရဲ့ရက်စက်မှုကြောင့်သူ့ရဲ့မိဘနဲ့ညီမလေးတို့ဟာမျက်စိရှိမှတင်အသက်ပြောက်ခဲ့ရဘိုးထုဟာနာကျင်မှုကိုအန်တူရင်းနဲ့သူ့ရိုင်တွေကနေရုံထွက်ပြီးတော့တောနဲ့တဲ့ကိုခြေဦးတရာထွက်ပြေးခဲ့ပါတယ်။ငါအသက်ရှင်ရမယ်။ငါတနေရာရာကိုရောက်ငါသွားရမယ်။ဘိုးထုဟာစစ်ဘေးနဲ့ဝေးရလူသူရှိနိုင်မဲ့ရွာတရွာကိုရှောက်ပေးဖို့တောနဲ့တဲ့ကိုတိုးဝင်ခဲ့။ဒါပေမဲ့သူဝင်လာတဲ့တောကတာမန်တောမဟုတ်ဘူးဆိုတာသူမသိခဲ့ပါဘူး။ဒီတောဟာရှေးရခင်ကလေးကစစ်ရှုံးလို့တည်သွားကြတဲ့စစ်သည်တွေမကျွတ်မလွတ်တဲ့ဝိညာဉ်တွေခိုးအောင်ရတေမင်းတော်လို့လူသိများတဲ့နေရာဖြစ်။ညာနဲ့လာတာနဲ့များတောအုပ်ကြီးကပို့ပြီးတော့မောက်မဲလာတယ်ဘိုးထုရဲ့နားထဲမှာလေရှာကြီးတငယ်ငိုယိုတန်လို့တန်ချက်ကအင်ကြီးချင်းတိုက်မိတဲ့အတန်လို့တူးဆန်းတဲ့အတန်တွေကြားနေရဘသူလဲသူလှည့်ကြည့်လိုက်ပေမဲ့ဘသူ့ကိုမှမတွေ့ရပါဘူးဒါပေမဲ့တစ်ပင်ကြီးတွေရဲ့ရိတ်ကလူတယောက်ရက်နေတယ်လို့မျိုးတဖြည်းဖြည်းနဲ့ရှည်ထွက်လာပြီးတော့သူ့စီကိုဥတီလာနေပါတယ်အဲ့ဒီချိန်မှာပဲအေးဆက်ဆက်လက်တစ်ဖက်ကဘိုးထုရဲ့ပကုံးကိုအနောက်ကနေလန့်ကင်လိုက်ဘိုးထုပကုံးကိုအနောက်ကနေလန့်ကင်လိုက်တဲ့အေးဆက်ဆက်လက်ကြောင့်သူ့လက်ပြန်သွားပြီးတော့လက်ကြည့်လိုက်မိအဲ့ဒီသူဟာစုပ်ပြတ်တက်နေတဲ့ဝက်စားတွေကိုဝစ်ထားတဲ့လူကြီးတယောက်မျက်လုံးတွေကတွင်းကြိုက်ဝင်နေပြီးတော့အသားရည်ကလည်းဖြူဖြော့နေပေမဲ့ပြုံးပြနေတာကြောင့်ဖိုးထုအနေငယ်စိတ်အေးသွားခဲ့မင်းကဘာတူလဲဖိုးထုကမေးလိုက်တော့အဲ့ဒီလူကြီးကငါဒီတော့တွေကကြွားသားတယောက်ပါမင်းကိုကြည့်ရတာတော်တော်ပိန်လာကြည့်တယ်ငါညီဟာစေဖေးရှောင်းလာတာလားလာပါတို့ရွာကိုလိုက်ခဲ့တို့ရွာမှာစားတောက်တွေအလျံပေရှိအဲ့ဒီလူကြီးခေါ်ဆောင်ရနောက်ကိုဖိုးထုလိုက်သွားခဲ့ဒေါ်ကြီးကရုတ်တရက်ဆိုသလိုမျိုးတွေပျောက်ကွယ်သွားပြီးတော့ရှေ့မှာရွာကြီးတွေပါပေါ်လာခဲ့ရွာထိပ်ကဆိုင်းဘုတ်ဟောင်းကြီးမှာတော့နိဗ္ဗာန်ရွာလို့ရေးထားတာကိုတွေ့လိုက်ရရွာလေးကိုရောက်တော့ရွာသားတွေကလမ်းဘေးမှာထိုင်နေကြသူကြတာကတော့လူတိုင်းဟာဖိုးထုကိုကြည့်ပြီးတော့တယောက်တစ်ခွန်းပြောနေကြတာပဲဟောဧည့်သည်အစ်စ်ပဲမင်းကတော့တော်တော်လေးပိန်တာပဲဟုတ်ပါကွာအသားမရှိရေးမရှိနဲ့တော်ရွာလေးကထမင်းဆိုင်ကိုသွားအဲ့ဒီမှာမင်းအတွက်စားစရာကောင်းကောင်းတွေအများကြီးရှိတယ်မင်းအတွက်အလျံပေးပဲရွာသားတွေရဲ့စကားသံတွေကပဲ့တင်ထက်နေတယ်လို့မျိုးဖိုးထုနာထဲမှာလည်းစူးစူးဝါးဝါကန်စားနေရဒါပေမဲ့ရက်ပေါင်းများစွာစာငတ်လာတဲ့ဖိုးထုအတွက်တော့စားစရာဆိုတဲ့စကားလုံးကပဲနားထဲမှာဆွဲတင်နေခဲ့ရွာသားတွေညွန်ပြတဲ့အတိုင်းရွာလေးကထမင်းဆိုင်ကြီးစီကိုသူ့ခြေလမ်းကျဲကြီးတွေနဲ့ရှောင်းလန်းသွားလိုက်တယ်ဆိုင်ရှင်ရောက်တော့ဆိုင်ရှင်တို့ယူစားရတဲ့မိန်းမကြီးတယောက်ကခေါင်းတင်းငိမ့်ငိမ့်နဲ့စောင့်ကြိုနေလာပါမောင်ရင်ဒီမှာစားစရာတွေအစင်သင်းရှိဖိုးထုဆိုင်ထဲကိုဝင်လိုက်ပြီးတော့ဇပွဲပေါ်မှာတင်ထားတဲ့ဟင်းအိုးကြီးတွေကိုကြိတ်လိုက်တဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စာလောင်မှုတွေဟာကြောက်လန့်မှုဖြစ်ကိုရုတ်တရက်ပြောင်းလဲသွားခဲ့။ဘိုးထုတယောက်ဟင်းအိုးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါမှာမျက်လုံးပြူးသွားခဲ့။အိုးထဲမှာတွန့်လိန်နေတဲ့မွေသားစိမ့်တွေနဲ့သွေးစားတွေကြားထဲမှာလှုပ်စီဖြစ်နေတဲ့မြအုံနောက်တွေကိုတွေးလိုက်ရ။သားမန်လူဆိုရင်တော့ယွန်ရှာမိမှာဖြစ်ပေမဲ့ဒူးဆန်းတာကစာလောင်လွန်းနေတဲ့ဘိုးထုအတွက်တော့အဲ့ဒီသားတွေကမွေးကြိုင်နေတယ်လို့ခံစားနေရ။သူဟာအသေးစိတ်လွတ်သွားသလိုမျိုးအဲ့ဒီသားစိမ့်တွေကိုလက်နဲ့ကော်ပြီးတော့ငမ်းမရစားပါတော့တယ်။မွေသားတွေရဲ့အေးဆက်ဆက်အထီးတွင်းနဲ့မြောက်အုံနောက်ရဲ့ခါတက်တက်ရတာကသူ့ကိုပို့ပြီးတော့ဆွဲလန်းစေခဲ့။သူစားနေတော့မှပဲဆိုင်ရှင်မိန်းမဝဝကြီးကပြုံးစည်းစည်းနဲ့အငွေ1000ထွက်နေတဲ့ဇလုံးကြီးတစ်လုံးကိုချပေးလိုက်။ဒါကမောင်ရဲ့အတွက်ငါတို့ဆိုင်ရဲ့အထူးအသားဟင်းကြိုပဲ။တောက်ကြည့်စမ်းပါအားရှိသွား။ဘိုးတို့ကဇလုံးကိုမပြီးတော့ဟင်းကြိုကိုတန်ကုန်တောက်လိုက်။အာလာလာချိုးနေတာပဲ။ဟင်းကြိုကရှာပေါ်ရောက်တာနဲ့အသားဘက်တွေကအကြီးပြောသွားသလိုမျိုးနူးညံ့ပြီးတော့တကိုယ်လုံးကိုထူးဆန်းတဲ့အားရင်တွေပြေးသွားစေ။ဘိုးထုအံ့ဩလွန်းလို့မေးလိုက်မိမိုင်းဒါဘာသားလေအရန်ရတာရှိရပဲမိမကြီးကတဟားနဲ့ရီမောရင်နဲ့အတန်နဲ့ကြီးနဲ့ပြောပြဒါကဒီလောကမှာအကောင်းဆုံးနဲ့အရှားဆုံးအသားပေါ်ကွာစားစမ်းမှာအများကြီးစားသူမကအဓိပ္ပာယ်ပါပါပြုံးပြပြီးတော့စိုင်နောက်ဘက်ကိုပြန်ထွက်သွားခဲ့ဘိုးထုလည်းဘာကိုမှတန်တရားမဝင်တော့ဘဲနဲ့ဘိုက်ကောင်းအောင်ဒီအကုန်လုံးကိုအကုန်စင်စားတော့လိုက်တော့တယ်ဘိုက်ဝါသွားတော့မှဘိုးထုစိုင်လေးကနေအပြင်ကိုပြန်ထွက်လာခဲ့စောစောကစားခဲ့တဲ့သားဟင်းကြိုကြောင့်လားမသိသူရဲ့အမြင်အာရုံတွေကဝေဝါးလာတယ်လို့ခံစားခဲ့ရရွာတဲ့လမ်းမထက်မှာရက်နေရင်နဲ့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာစောစောကတွေးခဲ့တဲ့ရွာသားတွေဟာသူ့ကိုဝိုင်းကြည့်နေကြတာကိုတွေ့ရဒါပေမဲ့ထူးဆန်းတာကသူတို့အားလုံးရဲ့ပါဇက်တွေမှာသွေးစားတွေပေးချနေပြီးဘိုးထုကိုအရသာရှိရလားဆိုတဲ့အကြည့်မျိုးနဲ့စိုက်ကြည့်နေကြတယ်ဘိုးထုရုတ်တရက်ကြောချမ်းသွားပြီးတော့ခြေလမ်းတွေရက်တန့်သွားခဲ့ရွာသားရဲ့ထူးဆန်းတဲ့အကြည့်တွေကြောင့်ပဲဘိုးထုအနေငယ်ထိတ်လန့်သွားတာကိုရင်းမိပုံရတဲ့ရွာသားကြီးတယောက်ကအနားကိုလျှောက်လာပြီးတော့အေးဆေးဆေးပဲပြောတယ်မလန့်ပါနဲ့မောင်ရင်ရဒါကတို့ရွာရဲ့ဒလေးတစ်ခုပဲ
လူရွာမှာကအသားစိမ်းစားရတာတလေးတစ်ခုပါနောက်ဆိုရင်မောင်ရင်လည်းဒီရွာသားဖြစ်လာအလိုလိုနားလေသွားမှာပါဘိုးတို့လည်းဘိုက်ဝသွားတာကြောင့်ရောရွာသားကြီးရဲ့လေတန်းကအေးဆေးနေတာကြောင့်ရောစိတ်ကိုချောလိုက်ပြီးတော့ဟုတ်ဗျာရပါတယ်ဟိုကျွန်တော်နားလေပါတယ်အဲဒီလိုပြန်ပြောလိုက်တော့စားတော့ပြီးလို့ခန္ဓာကိုယ်ကပေးရနေတာကြောင့်ဘိုးတို့ကရေချိုးခြင်းစိတ်ပေါ်လာခဲ့ဦးလေဟိုကျွန်တော်ရေချိုးလို့ရမယ့်နေရာလေးသိချင်လို့ပါရွာသားကြီးကလက်ညှိုးကိုညှော့ပြရင်းနဲ့ဩကို့အရှိလန်းလန်းကစမ်းကြောင်းလေးမှာသွားချိုးလို့ရတယ်လေရေချိုးပြီးရင်တော့မောင်ရင်တဲကိုဖို့အတွက်ကို့အရှိကဦးတို့အိမ်မှာလာတဲလို့ရဟုတ်ကဲ့ဦးလေးဟိုကျေးဇူးတင်ပါတယ်ဗျာအဲဒီလိုပြောပြီးတော့ဘိုးတို့တယောက်စမ်းကြောင်းရှိရာစီကိုထွက်လာခဲ့စမ်းကြောင်းသားရောက်တော့ရေကမှန်တစ်ချက်လိုကြီးလင်းနေပေမဲ့တူတူခြားခြားကိုအေးဆက်နေဘိုးတို့တကိုယ်လုံးကိုရင်းနဲ့လောင်းချလိုက်တဲ့အခါမှာတော့တကိုယ်လုံးတုံတက်သွားလောက်အောင်အေးဆက်မှုကိုခံစားလိုက်ရရေချိုးနေရင်ဘိုးတို့ကသူ့ရဲ့လက်မောင်းတွေကိုကြည့်လိုက်မိစောစောကတာဟင်းကြိုတောက်ခဲလို့လားမသိသူ့ရဲ့သားရည်တွေကတဖြည်းဖြည်းနဲ့ဖြူဖြော့လာတယ်လို့ခံစားနေရဒါပေမဲ့သူကတော့ပင်ပန်းနေလို့ဖြစ်မှာပါဆိုပြီးတော့ဆက်ပြီးတော့ရေချိုးနေလိုက်ရေချိုးပြီးတော့ရွာသားကြီးပြောတဲ့အိမ်ကိုသွားဖို့ပြန်လိုက်ဒါပေမဲ့စမ်းကြောင်းပြီးကတစ်ပင်ရိတ်ထဲမှာတစုံတယောက်ကသူ့ကိုချောင်းကြည့်နေတယ်လို့ခံစားလိုက်ရတာကြောင့်ဘိုးတို့လက်ကြည့်လိုက်တဲ့အခါမှာဘိုးတို့နိဗ္ဗာန်ရွာမှာရောက်နေတာလာတန်ကြားခဲ့ပြီသူရဲ့နေ့စဉ်မှတ်တိုင်ကတော့သမင်းဆိုင်မှာသူကြိုက်တဲ့အသားဟင်းချိုသွားစားလိုက်စမ်းကြောင်းမှာရေချိုးလိုက်ပါပဲသူကရွာကဦးကြီးတယောက်ပေးထားတဲ့ကျွေးကြောင်းတဲ့အလုပ်ကိုလုံရင်းနဲ့အခြေချနေခဲ့ဒါပေမဲ့ရွာကြီးကတခုခုထူးဆန်းနေတယ်လို့သူခံစားရဒါကတော့ဒီရွာကြီးမှာတင်းချိုင်းလုံးဝမရှိတာပဲဘိုးတို့ကနားမလည်နိုင်တာနဲ့ရွာသားတယောက်ကိုမေးကြည့်လိုက်တယ်ဦးလေးဟိုဒီရွာမှာလူသိရင်ဘယ်မှာမြုပ်တာလဲဟိုတင်းချိုင်းလည်းမရှိဘူးရွာသားကတဟားဟားနဲ့ရီးပြီးတော့ပြန်ပြောတယ်တင်းချိုင်းမလို့ဘူးလေကွာငါတို့ကသေးမှမသေးတာမင်းသိတာအခုမင်းရီချိုးနေတဲ့စမ်းကြောင်းကကိုယ်တောင်တန်းနေစီကနေလာတာအဲ့ဒီတောင်ပေါ်မှာငကားလူရိုင်းတွေရှိတယ်ကွာသူတို့ကဆေးပေါ်ဆက်တာရမ်းတော်ကြတာကွာစမ်းကြောင်းရီကသူတို့စီကနေစီးဆင်းလာတာဆိုတော့ဆေးဘက်ဝင်နေပြီးတော့ငါတို့ပါလို့မတင်လို့တွေဖြစ်သွားတာပေါ့ကွာဘိုးတို့အံ့ဩသွားပြီးတော့ဝမ်းသာအားရပြန်မေးမိဒါဆိုရင်ကျွန်တော်လည်းအမြဲတမ်းရေချိုးဟင်းညိုတောက်နေတာဆိုတော့မတင်မျိုးဖြစ်နေပြီပေါ့နော်အေးပေါ့ကွာမင်းလည်းငါတို့လိုပဲပေါ့ဘိုးတို့တယောက်စေဖေးစစ်တမ်းတွေကြားကနေအခုလိုမတင်မျိုးဖြစ်ရမယ်ရွာမျိုးကိုရောက်နေတာကိုအရန်အံ့ဩပြီးတော့ဝမ်းသာနေမိဘိုးတို့တယောက်နိဗ္ဗာန်ရွာမှာနေထိုင်ရင်းနဲ့တနေ့နဲ့တနေ့တိတိတသာဝါဖြိုးလာခဲ့အလုတ်ကလည်းမပင်ပန်းအစားတော့ကလည်းအသားဟင်းကြိုကောင်းကောင်းစားရရေကလည်းဆေးဘက်ဝင်စမ်းရည်ဆိုတော့သူ့ခန္ဓာကိုယ်ကအရင်ကနဲ့မတူဘဲနဲ့ပြည့်တင်းလာတာပါသူကသူ့ကိုရွာထဲကိုစတင်ခေါ်ဆောင်လာခဲ့တဲ့ဦးမင်းအောင်နဲ့လည်းတော်တော်လေးခင်မင်သွားတယ်ဦးမင်းအောင်ကသူ့ကိုရွာเจ้าနေပြောပြလေးရှိဒါပေမဲ့ဘိုးတို့တတိထားမိတဲ့အချက်တခုရှိလာရွာတွေကလူတွေအားလုံးနေပါကဘိုက်ရွှဲရွှဲအသားဆိုင်တွေတွဲကြနေအောင်ဝါဖြိုးနေကြတာပါဒါပေမဲ့တူးဆန်းတာကသူ့ကိုခေါ်လာတဲ့ဦးမင်းအောင်တယောက်ပဲအယိုးပေါ်ရေတင်ပိန်နေတာပဲဖြစ်တယ်ဒီလောက်အစားတော့ကောင်းပြီးတော့အေးချမ်းတဲ့ရွာမှာဦးမင်းအောင်ကဘာလို့မဝတာပါလဲဘိုးတို့စဉ်းစားလို့မရအောင်ရွာသားတွေကသူ့ကိုကြည့်ပြီးတော့ဝါလာလိုက်တာမောင်းရင်အသားတွေကလည်းဝင့်နေတာပဲအဲ့ဒီလိုချီကျူတိုင်းသူဂုံယူနေမိဒါပေမဲ့ဦးမင်းအောင်ကတော့သူ့ကိုကြည့်ပြီးတော့တခါတလေတက်ပြင်းချတတ်တာမို့လို့ဖိုးထုတတိမထားမိခဲ့ပါတနေ့တော့ဦးမင်းအောင်ကဖိုးထုကိုလူသူကင်းဝေးတဲ့နေရာကိုခေါ်သွားပြီးတော့တိုးတိုးတိတ်တိတ်တတိပေးဖိုးထုမင်းကငါအမှန်တိုင်းပြောရမယ်ဒီရွာကလူတွေကလူသားစားတဲ့သူတွေကွာဖိုးထုကမယုံကြည်သလိုကြီးမောလိုက်ပြီးတော့ဟိုမဟုတ်တာဗျာဦးမင်းအောင်ကလည်းအပူတွေပြောနေတာပဲကျွန်တော်ကမနာလို့ပြောနေတာလားဦးမင်းအောင်ကမျက်နှာပြတ်သွားပြီးတော့သူ့ရဲ့အတိတ်ကိုပြောပြပါတော့တယ်ငါပြောတာတကယ်ပါကွာငါဟိုးအနောက်ဘက်ကရတနာဘုံရွာကလာခဲ့တာစစ်ပွဲတွေဖြစ်တော့ငါမိမနဲ့ငါသမီးလေးကိုခေါ်ပြီးတော့ဒီကိုပြေးလာခဲ့တာပေါ့ငါတို့လည်းမင်းလိုပဲသူတို့ကြွေးတာစားဈေးဘက်ဝင်နေဆိုတဲ့ခြေကိုတောက်ပြီးတော့ဝလာခဲ့တာဦးမင်းအောင်ကတပြင်းချရင်လည်းဆက်ပြောတယ်ဟောဒါပေမဲ့တနေ့တော့ငါအိတ်နေတော့မှတူးဆန်းတဲ့စကားသံတွေကြားရတယ်တရက်တည်းမဟုတ်ဘူးကွာနေတိုင်းလိုကြားနေရဒါနဲ့ငါလည်းအိတ်ချင်အောင်ဆောင်ပြီးတော့တညမှာထကြည့်လိုက်တော့မီးပုံနားမှာလူ၃ယောက်စကားပြောနေတာကိုတွေ့လိုက်ရတယ်ကွာဘိုးတို့ကဦးမင်းအောင်ရဲ့စကားကိုစိတ်ဝင်စားသွားပြီးတော့အနားကိုတိုးကပ်လိုက်သူတို့ဘာတွေပြောနေကြလို့လဲဦးမင်းအောင်ဦးမင်းအောင်ကတုံရင်နေတဲ့အတန်နဲ့သူတို့ပြောတာကငါမိသားစုအကြောင်းကွာဦးမင်းအောင်ကတုံရင်နေတဲ့အတန်နဲ့အဲ့ဒီညကသူကြားခဲ့ရတာတွေကိုပြန်ပြောပြအဲ့ဒီညကမီးပုံဘေးမှာထိုင်နေတဲ့လူ၃ယောက်ကပြောနေကြတာကအခုရောက်လာတဲ့မိသားစုကဝါတာမြန်နေကွာမင်းဟိုတနေ့ကအဲ့ဒီလူရဲ့မိန်းမဘိုက်စီစီကြီးကိုတွေ့တော့ငါတော့တရေကြတယ်နောက်တယောက်ကလည်းဟေးကောင်သူတို့ကိုစားလို့မရသေးဘူးလားလူသားမစားတာကြပြီငင်းညိုကြီးပဲတောက်နေရတာငင်းဝေးလာပြီလဲလဲဆက်ဆက်အသားလေးဆိုရင်တော့ဘလောက်ကောင်းမလဲလို့ပြောရင်းနဲ့တရေတများများနဲ့ပြည့်နေကြတာကွာဘိုးတို့နားတော်ရင်နဲ့ကြောချမ်းလာခဲ့ဦးမင်းအောင်ကဆက်ပြောပြ
သူတို့ကငါသမီးလေးကိုလေသမီးဖြစ်သူကလည်းဝါတာမှပြီးနေတာပဲအယိုးနုနုလေးဆိုတော့ကြိုက်လို့ပုံမိုက်မှာလို့ပြောပြီးတော့ငါမိမကိုအရင်စားဖို့တိုင်ပင်နေကြတာကွာငါလည်းကြက်သိန်းတွေထပြီးတော့ငါမိမကိုနှုတ်ပြီးတော့ထွက်ပြေးဖို့လှုပ်တာပေါ့ဒါပေမဲ့သူတို့ကတိသွားပြီးတော့ငါမိမနဲ့သမီးကိုဖမ်းလိုက်ကြတယ်ကွာပြီးတော့ငါ့ကိုချင်းချောက်မင်းမိမနဲ့သမီးကိုမသေးခြင်းငါတို့အတွက်လူတွေခေါ်လာပေးရမယ်ငါမိမကိုတော့ဟိုတလားကလူအသေးမရလို့ဆိုပြီးတော့သူတို့အသက်စားလိုက်ကြပြီအခုငါသမီးလေးတယောက်ပဲကြံတော့တယ်ဦးမင်းအောင်ကငိုတန်ကြီးနဲ့ဖိုးထုကိုတောင်းပန်မောင်ရင်ဟာဥကိုခွင့်လို့ပါသမီးလေးတိတ်မှကြောက်လို့မောင်ရင်ကိုဥကဖန့်ခေါ်လာပြရတာပါဥပိန်သွားတာကဒီဝါချောင်းတိပြီးကြတဲ့ကသူတို့ကျွေးတဲ့ဟင်းကြိုတွေကိုမစားတော့လို့ပဲသူတို့ပြောတဲ့စမ်းချောင်းရီကလည်းဘာဆေးပတ်မှမဝင်အသားတွေဝလာအောင်ညာထားတာဖိုးထုကမျက်လုံးပြုတ်ပြီးတော့မေးလိုက်ဒါဆိုရင်ဒီဝါအသေးတိုင်းမရှိတာကသူတို့လူသားတွေကိုစားပြစ်နေလို့ပေါ့နော်အေးဖို့ကွာမောင်ရင်ပြေးမယ်ဆိုရင်ငါသမီးလေးကိုတခါတည်းခေါ်သွားပေးပါနော်ဦးတောင်းပန်ပါတယ်ကွာဦးမင်းအောင်ရဲ့စကားတွေကိုကြားပြီးတော့ဘိုးထုရဲ့စိတ်ထဲမှာဝေခွဲမရဖြစ်နေခဲ့လူတွေကတရေတွေလားမကောင်းဆိုးရတွေလားဂျာမမို့စိတ်ဖောက်ပြန်ပြီးတော့လူသားစားနေတဲ့လူချိုင်းတွေလားဦးမင်းအောင်ရဲ့မျက်ဝန်းတွေကကြောက်တရားတွေကိုကြည့်ပြီးတော့သူ့လေးနေတာမှန်မှန်ဘိုးထုသိလိုက်ဒါပေမဲ့လက်တွေ့မှာတော့ရွာသားတွေဟာတာမန်လူတွေလိုပဲသွားလာလှုပ်ရှားနေကြတယ်ဘိုးထုဟာကြောက်စိတ်ကိုထင်းရင်းနဲ့ဦးမင်းအောင်နဲ့လမ်းခွဲပြီးတော့ရွာထဲကိုပြန်ဝင်လာခဲ့သူရွာလမ်းမတိုင်းလျှောက်လာတဲ့အခါမှာတော့သူ့ရဲ့အာယုန်ထဲမှာတရွာလုံးပြောင်းလဲသွားတယ်လို့ခံစားခဲ့ရအရင်ကပြုံးရွှင်နေတယ်လို့ထင်ရတဲ့ရွာသားတွေရဲ့မျက်နှာအခုတော့ကြောက်စရာကောင်းတဲ့အမဲလိုက်သမားတွေရဲ့မျက်နှာလိုဖြစ်နေလမ်းမေးမှာစော့နေတဲ့ကလေးငယ်တွေကအစားစော့နေတာကိုရက်ပြီးတော့ဖိုးထုကိုစိုက်ကြည့်နေကြတက်ကြီးရွယ်ဦးတွေကလည်းအိမ်ပေါ်ကနေလှမ်းပြီးတော့စူစူဝါဝါကြည့်နေကြသူတို့အားလုံးရဲ့ကြည့်တွေကဖိုးထုရဲ့ခန္ဓာကိုယ်ကအသားဆိုင်တွေကိုတိုင်းထွာနေသလိုမျိုးရွှန်းရှားပွဲကြည့်တွေပါငါဒီမှာဆက်နေလို့မဖြစ်တော့ငါဝလာတာကိုသူတို့စောင့်နေကြတာပဲဘိုးထုကအိမ်ကိုအမြန်ပြန်ပြီးတော့သူနဲ့အတူဦးမင်းအောင်ရဲ့သမီးလေးကိုပါကဲထုတ်ဖို့နီလန်းရှာရတော့ဒါပေမဲ့သူရှောက်လိုက်ရင်လည်းနောက်ဘက်ကနေခြေတံတွေအများကြီးကသူ့နောက်ကိုတရွေ့ရွေ့နဲ့လိုက်နေတာကိုသတိပြုမိလိုက်မောင်ရင်ဘဲသွားမလို့လဲခါအုပ်အတန်ကြီးနဲ့တူစောစောကဆိုင်ရှင်မိမဝဝကြီးကဘိုးထုရဲ့ရှေ့မှာပိတ်ရက်လိုက်သူမရဲ့လက်ထဲမှာတော့သွေးစားတွေပေးချမ်းနေတဲ့ဓမ္မကြီးတစ်လက်ကိုကိုင်းထားညနေသကောင်းရံချိန်မှာတော့ဘိုးထုဟာဦးမင်းအောင်တို့သားဖကိုကဲထုတ်ဖို့အတွက်အမောင်ထဲမှာပုံးရှို့ပြီးတော့ထွက်လာခဲ့ဒါပေမဲ့သူဦးမင်းအောင်အိမ်နောက်ရောက်တဲ့အခါမှာတော့စိတ်မကောင်းစရာမြင်ကွင်းကိုတွေ့လိုက်ရမိမဝဝကြီးကဦးမင်းအောင်ရဲ့ရှေ့မှာမတ်တက်ရရင်နဲ့အရက်ဆက်ဆုံးစကားတွေကိုပြောလိုက်အောင်မင်းနင်းသမီးကိုငါခေါ်သွားပြီအခုပဲငါတို့တက်စားလိုက်ကြပြီဦးမင်းအောင်တကိုယ်လုံးတုံးကြီးသွားပြီးတော့အော်ရဲလိုက်တော့မင်းတို့တရားမဲ့ထားရကွာငါနင်တို့ခိုင်းတဲ့အတိုင်းလူတွေစပေးခဲ့တယ်လေမရဘူးအောင်မင်းနင်ကဟိုကောင်ဖိုးထုကိုအမှန်တိုင်းတွေရှောက်ပြောလိုက်လို့လေအဲ့ဒီအတွက်နင်းသမီးကိုငါတို့အရင်စားလိုက်တာအဲ့ဒီလိုမိမကြီးကအေးဆေးဆေးပြန်ပြောလိုက်သမီးဖြစ်သူတဲ့နာကျင်လွန်းတဲ့ဦးမင်းအောင်ဟာအသေးစိတ်လွတ်သွားပြီးတော့မိမဝဝကြီးကိုအားကုန်သုံးပြီးတော့ဝင်ထိုးပါတော့တယ်ဒါပေမဲ့မိမကြီးကတာမန်လူထက်ခွန်အားကြီးမှပြီးတော့မြန်ဆန်လွန်းလာသူမလက်ထက်ကဓမ္မကြီးနဲ့တစ်ချက်တည်းဝှေ့ရန်ခုတ်ချလိုက်တော့ဦးမင်းအောင်ရဲ့ခေါင်းဟာကိုတခြားခေါင်းတခြားပြုတ်ထွက်သွားပါတော့တယ်ဘုံကြီးနေတဲ့ဖိုးထုကြောင်းနဲ့တခြားအော်မီလူနေပါဖြစ်သွားခဲ့အဲ့ဒီချိန်မှာပဲမိမကြီးကဖိုးထုဘုံနေတဲ့ဘက်ကိုလှည့်ကြည့်ပြီးတော့ဒီမှာတယောက်လေးကြံ့သေးတာပဲဝိုင်းဖမ်းကြဟိဘယ်ကမှမသိတဲ့ရွာသားတွေကအမောင်ထဲကနေလက်ထဲမှာဓားတွေတုပ်တွေနဲ့ထွက်လာကြပြီးတော့ဖိုးထုကိုဝိုင်းဖမ်းဖို့လုပ်ကြဖိုးထုလည်းအသက်ကိုဖမ်းနဲ့ထုတ်ပြီးတော့တောနက်ထဲကိုခြေဦးတရအားကုန်ပြေးတော့တယ်အနောက်ကနေမပြေးနဲ့ဆိုတဲ့အော်တန်တွေကပဲတင်ထပ်ပြီးတော့လိုက်လာခဲ့ဘိုးထုကနောက်ကလိုက်လာတဲ့လူသားစားရွာသားတွေရဲ့လက်ကနေလွတ်အောင်အသက်ကိုရုန်းကန်ပြေးလွှားခဲ့ဒါပေမဲ့လာပေါင်းများစွာလူသားသားတွေကိုစားပြီးတော့စိတ်ဆန်းရည်တွေတောက်ခဲ့တာကြောင့်သူရဲ့ခန္ဓာကိုယ်ကဝါတုံနေပြီးတော့အချင်းလိုပေါ့ပေါ့ပါပါမရှိတော့တော်တော်ရင်ခလုတ်တိုက်လဲလိုက်တိကိုင်းတွေနဲ့ညီးလိုက်နဲ့တကိုယ်လုံးလေးဖူးရောင်ပေါက်ပြဲလို့နေသူကရွာနဲ့တော်တော်လေးလန့်လာပြီလို့ထင်ရတဲ့နေရာကိုရောက်တဲ့အခါမှာတော့ခြေတံတွေတိတ်သွားတာကြောင့်သေးပင်ကြီးတစ်ပင်အောက်မှာအမောတဘောထိုင်နာလိုက်သူရဲ့ရံဘတ်ထဲမှာနှလုံးကုန်တန်တွေကတတိတ်တိတ်တုံနေပြီးတော့အသက်ရှူတန်တွေကလည်းပြင်းထန်နေသူမောမောနဲ့နားနေတော့မှပဲဘေးနာကသေးရွယ်၆တွေကြားကနေကြောက်ရှောက်ဆိုတဲ့အတန်တွေကြားလိုက်ရလိုက်လာကြပြန်ပြီလားဘိုးတို့ကြောက်ကြောက်နဲ့သေးပြန်ကွယ်မှာပုံနေလိုက်ဒါပေမဲ့အချိန်တန်ကြာတဲ့အထိဘယ်သူမှမတွေ့ရဘဲနဲ့အဲ့ဒီတန်ကတော့သူ့ဘေးနားတင်မြည်နေတော့မယ်သူတတိထားမိပြီးနားဆိုင်ထောင်ကြည့်တဲ့အခါမှာအတန်ကမြေကြီးတွေကထွက်လာသလိုမျိုးထူးဆန်းနေသူအမောင်ထဲမှာစမ်းတဝါးဝါနဲ့လှည့်ကြည့်လိုက်တဲ့အခါမှာသူဘေးနားကမြေပုံဟောင်းတွေကနေပြူးထွက်နေတဲ့လူအကျိုးခေါင်းကွက်များပြားကိုတွေ့လိုက်ရအဲ့ဒီအကျိုးခေါင်းတွေကလေတိုးတန်လူစကားတန်လိုနဲ့တုံးရင်းနေပြီးတော့ငါတို့ကိုမြင်မြုပ်ပြီးပါငါတို့အေးချမ်းခြင်းပြီ
ငါတို့ကိုမြင်မြုပ်ပြီးပါအဲဒီလိုအတန်တွေကသူနာထဲမှာစူစူဝါဝါပဲ့တင်ထပ်သွားခဲ့ဘိုးတူဟာတေလူမတက်ကြောင်းလန့်သွားပေမဲ့ဒီဝိညာဉ်တွေကလည်းနိဗ္ဗာန်ရွာကလူတွေရဲ့သက်စားခြင်းကိုခံခဲ့ရတဲ့ဒုက္ခတွေတွေမှသိလိုက်သူတို့ဟာမြေမကြဘဲနဲ့ဆွန့်ပစ်ခံထားရလို့မကျွတ်မလွတ်ဖြစ်နေကြသူဟာတုံရီနေတဲ့လက်တွေနဲ့ဘေးနားကတုံချောင်းတစ်ချောင်းကိုကောက်ကန်ပြီးတော့မြေကြီးကိုအပြင်းထန်တူးပါတော့တယ်ကြောက်စိတ်ကိုအန်တူရင်းနဲ့ပြန်ကျဲနေတဲ့အယိုးကောင်းကွန်တွေကိုတစ်ခုချင်းစီစူးစီးပြီးတော့မြေချင်းထဲကိုထည့်ပြီးတော့မြေပြန်ဖို့ပေးလိုက်နောက်ဆုံးအယိုးကောင်းတွေကိုမြင်မြုပ်ပြီးတဲ့အချိန်မှာတော့စောစောကကြားနေရတဲ့ကြောက်စရာကောင်းတဲ့အတန်တွေဟာကျိုးရဲ့တိတ်ဆိတ်သွားတော့တယ်။တောအုပ်ကြီးထဲမှာလေအေးတစ်ချက်ဝှေ့တိုက်သွားပြီးတော့ဘိုးထူးရဲ့စိတ်ထဲမှာလည်းထူးထူးခြားခြားပေါ်ပါသွားသလိုခံစားလိုက်ရ။ဒါပေမဲ့သူစိတ်မအေးနိုင်သေးပါဘူး။မနဲ့မလင်းခင်မှာဒီတောနဲ့တဲကနေလွတ်အောင်ထွက်ရပါဦးမယ်။သူဟာတိပင်ကြီးကိုအားပြုတ်ပြီးတော့ထားရက်လိုက်ပြီးလမ်းမသိတဲ့တောလန့်တိုင်းနောက်တစ်ချိန်အားကုန်ပြေးထွက်ခဲ့တော့တယ်။ဘိုးထူးဟာတောနဲ့ထဲမှာရက်တန့်ကြောင်အသက်လူပြေးခဲ့ရ။နောက်ဆုံးမှာတော့သူဟာစေဘေးကင်းဝေးရာမျိုးကြီးတစ်မျိုးရဲ့တကားဝကိုရောက်ရှိသွားခဲ့။သူရောက်သွားတဲ့အချိန်မှာသူ့ရဲ့ပုံစံကကြည့်မကောင်းအောင်ဖြစ်နေခဲ့။ဝါတုံနေတဲ့ခန္ဓာကိုယ်ကြီးကတေကိုင်းတွေချစ်ထားတဲ့တန်ရာတွေနဲ့ပြည့်နေပြီးတော့အဝိဇ္ဇာတွေကလည်းစုပ်ပြတ်တတ်နေပါပြီ။မျိုးဆောင်စစ်တီတွေကသူ့ကိုထူးဆန်းတဲ့တရားဝါတကောင်လိုကြည့်ပြီးတော့မျိုးသားမင်းစီကိုခေါ်သွားခဲ့ကြ။မျိုးသားမင်းကဖိုးထုရဲ့ပုံစံကိုကြည့်ပြီးတော့တနာသွားပြီးတော့အစားတောက်တွေကျွေးမွေးခဲ့။ပြီးတော့ဖိုးထုဖြစ်ခဲ့သမျှကိုလည်းအစားဆုံးပြောပြတဲ့အခါမှာမျိုးသားကြီးကမျက်နှာပြတ်သွားပြီးတော့တက်ပြင်းချရင်ပြောခဲ့။မောင်ရင်ရောက်ခဲ့တဲ့နိဗ္ဗာန်ရွာဆိုတာတကယ်တော့နာမည်ပဲရှိတာ။အဲဒီရွာကလူသားစားတဲ့ဘလူးစိတ်ဝင်နေသူတွေစုဝေးနေတဲ့နေရာပဲ။သူတို့ကြွေးတဲ့သားတွေကမောင်ရင်ထင်တယ်လို့တရိษံသားတွေမဟုတ်ဘူး။မောင်ရင်တောက်ခဲ့တဲ့စမ်းရည်ကလေလူသားတွေကိုနုညံ့ပြီးဝါဖြိုးလောင်လုပ်တဲ့အသားနုစေးတွေပဲ။မောင်ရင်နေကောင်းသွားရင်တော့ဒီမျိုးကနေဝေးရကိုပြေးပြီးတော့မျိုးသားရဲ့စကားဝေကြားပြီးတော့ဖိုးထုဟာရွှန်ရှာလွန်းလို့အန်ချလိုက်တော့တယ်။သူမရေချက်ရေစားခဲ့တဲ့အသားဟင်းချူတွေနုညံ့လာပါတယ်ဆိုတဲ့အသားဖက်တွေကိုပြန်တွေးမိတိုင်းသူဟာကိုတက်သေးခြင်းစိတ်တွေပေါက်လာခဲ့။အဲဒီနေ့ကစပြီးတော့ဖိုးထုဟာဘာသားဟင်းကိုမှမစားနိုင်တော့ပါဘူး။အစားတောက်တွေကိုမြင်တာနဲ့လူသေးအလောင်းတွေကိုမြင်နေသလိုခံစားရပြီးမစားနိုင်မတောက်နိုင်ဖြစ်လာခဲ့။ဝါတုံနေတဲ့သူရဲ့ခန္ဓာကိုယ်ကြီးဟာလည်းတဖြည်းဖြည်းနဲ့ပြန်ပိန်ကျလာခဲ့။လာနေငယ်ကြတဲ့အခါမှာတော့ဖိုးထုဟာအရင်ကထက်တောင်ပိုပြီးတော့ပိန်နေသွားပြီးအယိုးပေါ်ခြေတင်ဘဝကိုရောက်သွားခဲ့။သူရဲ့သားရည်တွေကဖြူဖြော့ပြီးတော့အတမ်းမရှိတဲ့လူသေးတယောက်လိုဖြစ်သွားခဲ့။သူဟာညာတိုင်းအိမ်မက်ထဲမှာဦးမင်းအောင်ရဲ့ခေါင်းပြက်ကြီးနဲ့အယိုးကောင်းခွန်တွေရဲ့အော်တန်တွေကိုကြားနေရ။သူဟာအသက်ရှင်ကြံရည်ခဲ့ပေမဲ့သူရဲ့စိတ်ဝိညာဉ်ကတော့အဲ့ဒီနိဗ္ဗာန်ရွာဆိုတဲ့ငရေခမ်းတွေကမှပဲတာဝရကြံရည်ခဲ့ပါတော့တယ်။ဘိုးတို့ဟာမျိုးသားရဲ့ဆောင်းရှောင်းမှုအောက်မှာကျမ်းမာရေးပြန်လေကောင်းမွန်လာခဲ့။ဒါပေမဲ့သူ့စိတ်ထဲမှာတော့မကြွမလွတ်သေးတဲ့ဝိညာဉ်တွေအတွက်တာဝန်တစ်ခုကျန်နေတယ်လို့ခံစားနေရ။ဒါကြောင့်သူဟာမျိုးသားကြီးနဲ့စိတ်တည်တချို့ကိုအဖို့ခေါ်ပြီးတော့အဲ့ဒီကြောင်းမက်ပွဲနိဗ္ဗာန်ရွာစီကိုပြန်သွားဖို့ဆုံးဖြတ်လိုက်။ရွာကိုရောက်တဲ့အခါမှာတော့အံ့ဩစရာကောင်းအောင်ဒီရွာလုံးတိတ်ဆိတ်၆ကပ်နေခဲ့။လူတို့တဦးတယောက်မှမရှိတော့ဘဲနဲ့စုပ်ပြတ်တတ်နေတဲ့အိမ်ဝကြီးတွေသာကြံရစ်ခဲ့တော့တယ်။မျိုးသားမင်းဒီရွာသားတွေဘယ်ရောက်ကုန်ကြတာလဲ။ဘိုးတို့ကအံ့ဩတကြီးနဲ့မေးလိုက်။မျိုးသားကြီးကပန်ဝင်းကျင်ကိုဝှက်ကြည့်ရင်မင်းလွတ်သွားတော့သူတို့ရဲ့လှုပ်ဝက်ချက်တွေကိုလူတွေသိမှဆိုလို့အကုန်လုံးပြေးသွားကြတာနေမှာပေါ့။ဒါမှမဟုတ်သူတို့ဟာလူသားတွေမဟုတ်ပဲ။ငကိုကလေးကဒီတော်ထဲမှာလှည့်လည်နေတယ်အမောင်ဝိညာဉ်တွေလည်းဖြစ်နိုင်တာပဲ။အဲ့ဒီလိုခအေးပဲပြန်ပြောလိုက်။ဘိုးတို့ဟာသူအယိုးကောင်းကုန်တွေမြုပ်ပေးခဲ့တဲ့နေရာကိုမျိုးသားကြီးနဲ့အတူသွားခဲ့။အဲ့ဒီနေရာကိုရောက်တဲ့အခါမှာမြင်ကွင်းကပို့ပြီးတော့ထိတ်လန့်စရာကောင်းလာခဲ့။မြေပေါ်မှာပြန်ကျဲနေတဲ့ရိုးကောင်းကုန်တွေအများကြီးကိုထပ်တွေ့ရပြီးတော့အဲ့ဒီဥကောင်းကုန်တွေအလုံးဟာအုံနောက်ဖောက်စားခံထားရတဲ့အပေါက်ကြီးတွေနဲ့ဖြစ်နေခဲ့။ကြည်စမ်းပါဦး။သူတို့ကလူသားတွေကိုဒီလောက်ထိရဲဆက်ဆက်တတ်စားခဲ့ကြတာလား။ဘိုးတို့ကနောင်တာကြီးစွာနဲ့ပြောလိုက်။ဘိုးတို့ကသူမြုပ်ပေးခဲ့တဲ့အယိုးကောင်းတွေကိုပါပြန်ပေါ်ပြီးတော့မျိုးသားကြီးရဲ့စစ်တီတွေကိုညီနဲ့စနစ်တကျမိစကြိုပေးဖို့ပြင်ဆင်ခဲ့။သူတို့လည်းအခုတော့အေးချမ်းသွားပါပြီ။လူဆိုတာချိန်တန်ရင်သေရမှာပဲ။မသေးမျိုးဆိုတာလောကမှာမရှိပါဘူး။အဲဒီလိုမျိုးသားကြီးကဘိုးတို့ကိုနှိမ့်စိတ်စကားပြောခဲ့။ဘိုးတို့ကလည်းဟုတ်ပါတယ်မျိုးသားကြီး။မသေးမျိုးဖြစ်ဖို့တဲ့လူပိသားဖို့ကပိုအရေးကြီးမှန်းကျွန်တော်ခုမှပဲကောင်းကောင်းနားလည်ပါတော့တယ်။အဲဒီလိုပြောရင်းနဲ့စနစ်တကျမီးရှို့မြင်မြုပ်ပေးခဲ့တော့အရာအလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ဘိုးတို့ကမျိုးသားကြီးရဲ့မြို့မှာပဲအခြေချနေထိုင်ခဲ့။ဒီနေ့မှာတော့သူဟာမြို့ပြင်ကဂုံဖျားလေးပေါ်ကိုတက်ပြီးတော့ပန်းဝင်းကျင်ကိုငေးကြည့်နေမိ။ကျွမ်းရဲ့နောက်ဘက်ချမ်းမှာစနစ်တကျတည်ရှိနေတဲ့တုတ်တန်တင်ချိုင်ကုန်းလေးကိုလမ်းမြင်လိုက်ရ။အရင်ကနိဗ္ဗာန်ရွာမှာတင်ချိုင်မရှိလို့ပျော်ခဲ့မိတဲ့သူ့ရဲ့အတ္တိတရားအခုတော့ပြောင်းလဲသွားပါပြီ။လူတင်ရင်မြေမြုပ်ဖို့နေရာရှိတာဘလောက်တောင်အေးချမ်းစရာကောင်းလဲ။ဘိုးတို့ကအဲ့ဒီတင်ချိုင်ကုန်းလေးကိုကြည့်ရင်သူ့ရဲ့ကြံရှိတဲ့ဘဝကိုဘုရားတရားနဲ့ပဲအေးချမ်းချမ်းဖြတ်တန်းသွားပါတော့တယ်။မကောင်းဆိုးဝါးတွေလူသားစားတဲ့စိတ်တွေနဲ့ဝေးရာကနေသူဟာတကယ်ငြိမ်းချမ်းမှုကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီ
ပရိသတ်ကြီးများခင်ဗျာဇလန်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ